အပားအရန်ချောင်များလေဖြေလာမယ်ဆိုကြပတ်တေးချင်းမြင်းနာအပားရဲ့အရန်ချောင်တဲ့အတွက်မြင်းနာကတဖြည်းဖြည်းအဆုတ်ဓာတ်တွေဆုပ်လာပဲအပြင်းသူကမြင်းနာလေးမှာကိုကအမဲစေတွေအစာပြူလာမယ်အပြေးနောက်ထပ်တင်းတယ်တွေဖြေလွှဲမယ်ဒါကနံပါတ်1ချင်းနံပါတ်2ချင်းကမြင်းနာအပားရဲ့ရာရလာမယ်အပြေးမြင်းနာအပားရဲ့ရာရချေကြောင့်หนีများလာမယ်နံပါတ်3ချင်းကအပားရည်တွေမညီမညာချေးတွေဖြစ်လွှဲမယ်အပားရည်တွေမညီညာဘူးပေါ့နော်နံပါတ်4ချေကမတိုက်ခင်အရေးကြောင်းတွေဒီမှာအရေးကြောင်းလေးတွေဒီလိုအရေးပရိတော်သားလေးဖြစ်လွှဲမယ်နံပါတ်5ချေကအိုမဲရေရုံညံ့မယ်ဒီ5ချေကအပားရည်အရန်6တဲ့သူဆိုဖြစ်လွှဲမယ်ဆိုကြများ5ချေပေါ့နော်ဒါဆိုကျမတို့ကမင်းအပားရည်မချအောင်ဘလို့လုံလဲဆိုတော့နီလာလေးပေးမယ်ပေါ့ဒါဆိုကျမတို့ရဲ့မြင်းနာအပားကြီးကိုမြင်းနာပယ်ပြီးတိုင်းမှာဒီလိုပေါ့နော်ရေတန်းအပြည့်ဖြည့်ပေးမယ်မြင်းနာလေးမှာပေချာလေးအရင်လိပ်ပေးမယ်ပေါ့နော်သူကမြင်းနာအပားကြီးကိုသူကချွေးပါလဲကျင်းစေတဲ့ရေညင်ညာမယ်ပေါ့နော်ဒီလိုတိုနာလေးအရင်ဒီလိုရေတန်းဖြည့်မယ်တိုနာလေးအရင်လိပ်ပေးမယ်ကိုဆိုရေတန်းဖြည့်မယ်တိုနာလေးလိပ်ပြီးပြီပေါ့နော်ပြီးတာနဲ့မြင်းနာအပားကြီးမှာရှိတဲ့အမဲစေတွေပါကြစေဖို့မြင်းနာလေးရစ်တန်းအပြည့်ဖြည်းဆွတ်အေးလေးဖြစ်ဖို့ဒီလိုအီမရှိပေါ့နော်ဒီလိုနိုရဲလေးကိုလိုက်ပေးမယ်သူကအပားရည်ဖို့စိုးစီတယ်နိုရဲလေးပေါ့နော်အခုဆိုကျမမြင်းနာအပားရည်လေးကရစ်တန်းလေးဖြည့်ပြီးပြီပေါ့နော်အသေးလေးဆက်ကြော်လဲလှုပ်ဝါဒီမှာနော်အရေးကြောင်းလှုပ်ဝါမရှိဘူးပေါ့နော်အပားရည်လေးကလှုပ်ဝါဆွတ်အေးလေးဖြစ်နေတာပေါ့နော်ပုံမှန်လေးမနေခင်းတိုင်းမြင်းနာသိပ်ပြီးတာနဲ့ဒီလိုတိုနာလေးတုပ်ပေးတယ်ဒီလိုအီမရှိနိုရဲလေးတုပ်ပေးမယ်ပေါ့နော်ကိုကတင်းတယ်တွေအမဲစီမဖြည့်ချစ်ဘူးဆိုရတော့နေကစားခွဲလေးလိမ့်မယ်ပေါ့နော်စားခွဲသူလဲရစ်တန်းအပြည့်ဖြည့်ပေးတဲ့စားခွဲလေးဘူးလေးကတော့အခုလဲစီးကုန်းနေတယ်အခုခနဲလာပိုင်းကြာရေးပစ္စည်းလေးဝင်မယ်ဒီအထုံလေးကိုလိုက်ပြမယ်ပေါ့နော်ရစ်တန်းအပြည့်ဖြည့်ပေးမယ်သူကစားခွဲ SPF 50 PA ပလာလေးလောက်ပါတော့သူကနေရောင်ချီဖို့လဲအပြည့်ဝကောက်ွက်ပေးတယ်တင်းတွေတွေအမဲစေတွေရှိရေးလဲပါကြစေတဲ့အပြည့်မဖြင်းအောင်လဲသူကကောက်ွက်ပေးမယ်ဒီလိုစားခွဲလေးပေါ့နော်ရစ်တန်းပြီးတဲ့အပားရိပ်ဖြစ်တဲ့အတွက်မြင်းနာအပားရိပ်ကလုံးဝမချဘူးဒီမှာဆွအီလေးနဲ့အသေးလေးဆက်ကြော်လဲအရေးချမရှိဘူးပေါ့နော်တိတ်တိတ်လေးတွေမရှိဘူးကျမရဲ့အကောင့်လေးမှာမြင်းနာအပားရိပ်နဲ့ပန်သိမ့်တာများတိချိတာရှိရင်မင်းများခဲ့လို့ရပါတယ်ရှင်